မင်္ဂလာပါမတ်လ23ရက်နေ့တတင်းတွေကိုတင်ဆက်သွားပါမယ်ဒီနေ့ညမှာတော့နတ်မော်ကျေးရွာအနီးတန်း3000စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တင်းစစ်ကောင်စီတပ်ကကြက်လေရင်တွေနဲ့နှိမ့်စင်ပုံကျဲတိုက်ခိုက်နေတဲ့တင်းနဲ့တိုက်ပွဲကြားပိတ်မိနေတဲ့ရှေးညောင်ပင်နဲ့အောင်မြေနှစ်ကျေးရွာကပြည်သူတွေကိုကဲထုတ်နိုင်တဲ့တင်းတွေကိုတင်ဆက်သွားပါမယ်ကျွန်မကရှင်းမပါKIA အမှတ်6တပ်မဟာအမှတ်6တပ်ရင်းနေမြေအတွင်းကနတ်မော်ကျေးရွာနာတန်3000စစ်ကောင်စီတပ်စခန်းကို KIA တပ်ဖွဲ့ကမတ်လ23ရက်ဒီကနေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ရှေ့တန်းတင်းရင်းမြစ်တွေထံကသိရပါတယ်။ဒီမနက်ပိုင်းကစပြီးတန်3000စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့နေ့လယ်7နာရီလောက်မှာတိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တန်3000တပ်စခန်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတချို့ဟာလမောင်ကုန်းတပ်စခန်းဘက်ကိုထွက်ပြေးသွားတယ်လို့ရှေ့တန်းတာဝန်ရှိသူတွေထံကသိရှိရပါတယ်။ဒီလအတွင်းမှာတပ်မဟာ9နေမြေအတွင်း KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ပြီးတာမခန်ရေးစခန်းတာမခန်ခလာရ119ကတိုင်းတောင်နဲ့နတ်မော်တန်3000စခန်းတွေကိုတင်ပိုက်ထားတယ်လို့သိရပါတယ်။မတ်လ23ရက်ဒီကနေ့မှာပဲပုံရဲဘုံကစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီကတိုက်လင်ရင်တွေနဲ့ပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ KIA ဌာနချုပ်အနီးတစ်ဝိုက်မှာရှိတဲ့တပ်စခန်းတွေကိုစစ်ကောင်စီတပ်ကကြက်လင်ရင်တွေနဲ့နေ့စဉ်ပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။အခုချိန်မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေမရှိတော့ပေမဲ့စစ်ကောင်စီတပ်ဟာအောင်မြေနှစ်ကျေးရွာနဲ့ရွှေညောင်ပင်ကျေးရွာတွေဖက်ကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့စစ်ဆောင်ပြည်သူတွေထံကသိရပါတယ်။ KIA ဌာနချုပ်အနီးတစ်ဝိုက်နေရာတွေကိုလည်းစစ်ကောင်စီတပ်ကလေရင်ပုံကျဲနေပြီးတော့ဒီကနေ့မတ်23ရက်နေ့အထိဆက်လက်ပုံကျဲတိုက်ခိုက်နေပါတယ်။ဝိုင်းမော်မြို့နယ်အောင်မြေ1နဲ့အောင်မြေ2ရှေးညောင်ပင်ကျေးရွာကတိုက်ပွဲကြားပိတ်မိနေတဲ့ပြည်သူတွေကိုကဲထုတ်နိုင်ပြီဖြစ်တယ်လို့ကူညီပေးနေတဲ့သူတွေထံကနေသိရပါတယ်။တိုက်ပွဲကြားပိတ်မိနေတဲ့ပြည်သူ1000နီးပါးကိုခေါ်ထုတ်ဖို့တပ်ဆိုင်ရာအဖွဲ့အစည်းတွေကိုခွင့်တောင်းပြီးတော့ကဲထုတ်နိုင်ပြီဖြစ်တယ်လို့ဝရှောင်ဆရာတို့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ဝိုင်းမော်မြို့နယ်အောင်မြေ2ကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့စစ်ကောင်စီတပ်ကကျေးရွာတွေဖက်ကိုလက်နက်ကြီးပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုချိန်မှာကဲထုတ်ထားတဲ့စစ်ဆောင်ပြည်သူတွေကိုဝိုင်းမော် KBC ဖက်ဆုံဖွံ့ဖြိုးရေးကျောင်းမှာနေရာချထားပြီးတော့အစားတောက်ဆေးဝါးနဲ့အဝတ်စားဆောင်တွေအရေးတကြီးလိုအပ်နေတာကြောင့်တက်နိုင်သမျှကိုကြီးထောက်ပံ့ပေးဖို့တပ်ဆိုင်ရာလူကြီးတွေတောင်းဆိုထားပါတယ်။မတ်လ23ရက်နေ့တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်